အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်မျှဝေပေးသွားခြင်းတဲ့သင်ခန်းစာကတော့လေလို့အဓိပ္ပာယ်ရတဲ့သင်ခန်းစာပဲဖြစ်ပါတယ်ဥပမာအဖြစ်ကြိုးစားလေအောင်မြင်လေရလေလိုလေဆိုတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ဒီတော့ဝါကျတိဆောက်ပုံလေးကိုကျွန်တော်တို့အရင်လေ့လာကြည့်ကြရအောင်ပါဝါကျတိဆောက်ပုံကတော့ the ပြီးလို့ရှိရင် adjective တကယ်လို့ adjective ကနှစ်တန်းဆိုလို့ရှိရင် er ဆက်မယ်သုံးတန်းအထက်ဆိုလို့ရှိရင် more လာမယ်တစ်ဖက်ကဝါကျမှာလည်းဒီတိုင်းပဲသို့မဟုတ် less လာမယ်တခြား subject ပါ object တွေမှာလည်းသုံးလို့ရပါတယ်ဒီပုံစံကတော့adjective နဲ့မှမဟုတ်ဘူးတခြား verb တွေရဲ့နောက်မှာ sentence တွေရဲ့နောက်မှာလည်းပဲဒီနဲ့ er တို့ more တို့ less တို့နဲ့အသုံးပြုလို့ရပါတယ်အဲ့တော့ကျွန်တော်တို့နမူနာဝါကျလေးတွေကိုစကြည့်ကြရအောင်ပါမင်းဝရိယရှိလေပိုအောင်မြင်မှာဖြစ်လေပေါ့ဆိုတော့ဒီနေရာမှာဝရိယရှိတာ hard working ဖြစ်ပါတယ် hard working ကသုံးတန်ဖြစ်တဲ့အတွက် the more hard working you are the more successful you are လို့ရေးပါမယ်ဒီနေရာမှာ you are ကနှစ်ခါဖြစ်နေတဲ့အတွက်အနောက်က you are ကိုဖြုတ်ထားခဲ့ပြီးတော့ the more hard working you are the more successful လို့ရေးပါမယ်နောက်ပုံစံတစ်ခုကညမောင်လေအန်ဒီကြီးလေပဲ the darker the night the more dangerous the night ဖြစ်ပါတယ်နောက်ဝါကျတစ်ခုကလူတစ်ယောက်ဟာပညာရှိလာလေနှိမ့်ချလာလေပါပဲ the wiser the man the humbler he is ရလေလိုချင်လေ the more you get the more you want ဖြစ်ပါတယ်အပင်ကြိုးစားလေအောင်မြင်လေပါပဲ the more you strive the more you succeed ဖြစ်ပါတယ်အပင်မြင့်လေတိုက်ခံရလေပါပဲ the taller the tree the more it is buffeted by the wind ဒီနေရာမှာ passive voice နဲ့ရေးထားပါတယ်ချမ်းသာလေအကြွားနေလေပါပဲ the worthier the one the less one boast ဖြစ်ပါတယ်တရားရှိလေဟန်ဆောင်မှုနဲလေပါပဲ the more one possesses the dhamma the less pretend ဖြစ်ပါတယ်ဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်လည်းပဲအခါကွင်းသိမ်းလို့ရှိရင်ဒီလိုမျိုးသင်ခန်းစာလေးတွေကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ခုလိုကြည့်ရှုပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်